ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ဆွဲပြမယ့်ပုံလေးကကြက်မနဲ့ကြက်သားလေးကြက်ပုတ်ကလေးပုံလေးပေါ့နော်ကြက်မတစ်ကောင်နဲ့ကြက်ပုတ်ကလေးတစ်ကောင်ပုံလေးဆွဲပြမှာပေါ့နော်အဲ့တော့ဒီပုံလေးကိုကျွန်တော်တို့ဒါ baseline နဲ့ကျွန်တော် outline နဲ့သုံးပြီးတော့ကျွန်တော်ဆွဲပြမှာပေါ့နော်ကျွန်တော်တို့ drawing ဆိုတဲ့ကဏ္ဍမှာကျတော့ကျွန်တော်တို့ baseline ရယ် outline ရယ် sketch တွေအဲ့လိုပုံစံမျိုးတွေတစ်ခါရှိရပေါ့နော် baseline ဆိုတာကကျွန်တော်တို့ဒါBSE baseline ဆိုတာကျွန်တော်တို့အခြေခံမြင့်ကိုပြောတာပေါ့နော်အခြေခံမြင့်ကိုကျွန်တော်ပြောတာပေါ့နော် baseline ပြောလို့ရှိရင် outline ဆိုတာကျွန်တော်တိုင်းဘာသာမျိုးဆိုအပြင်မြင့်ကြောင်းပေါ့နော်ဒါပေမဲ့အပြင်မြင့်ကြောင်းကိုကျွန်တော်တို့အဲ့လိုမျိုးဘာတဲ့ဘာသာမပြန်မနဲ့ကောက်ကြောင်းလို့ပဲကျွန်တော်တို့ဘာသာပြန်မှာပေါ့နော်ကောက်ကြောင်းအပြင်ကနေပြီးတော့ရေးရပြန်ပြီးတော့ရေးကောက်ကြောင်းလေးပေါ့နော်ကောက်ကြောင်းလေးကိုကျွန်တော်တို့ outline လို့ခေါ်ရပေါ့နော်ကျွန်တော် sketch ဆိုတော့ကျွန်တော်ပုံချမ်းလေးကိုခေါ်တာပေါ့နော်ပုံချမ်းလေးကိုကျွန်တော်တို့တုံးနေနည်းနည်းပါမယ်ကျွန်တော်တို့အခြေခံမြင့်နေဆွဲပြီးတော့ outline တွေဆွဲပြီးတော့ကျွန်တော်တုံးလေးလိုက်ပြီးတော့ထည့်တဲ့ပုံစံမျိုးပုံချမ်းလို့ခေါ်ရပေါ့နော်ကျွန်တော်တို့ကအခုဆွဲပြမဲ့ကဏ္ဍလေးကဒီပထမဆုံးကျွန်တော် baseline ကိုကျွန်တော်ဆွဲမယ်ပြီးလို့ရှိရင် outline တွေကိုကျွန်တော်ဆွဲပြမှာပေါ့ outline ဆိုတာကျွန်တော်ကောက်ကြောင်းနဲ့ပြန်ပြီးတော့လိုက်ပြီးတော့ကောက်အောင်ပေါ့နော်အခြေခံမြင့်ပုံမှာအဲဒီတော့ကျွန်တော်တို့လိုက်ပြီးတော့ baseline လေးကိုပထမဆုံးလိုက်ပြီးတော့ဆွဲကြည့်မယ်ကျွန်တော်တို့အခုဆွဲရတဲ့မြင့်မှတ်လေးကျွန်တော်ဒီမှာတွေ့ဆွဲပြထားတာပေါ့နော်တွေ့လိမ့်မယ်အဲဒီတော့ကျွန်တော်တို့ဒါဒီမြင့်မှတ်လေးကကျွန်တော်ကြက်မရဲ့သူ့ရဲ့ကြက်မတကောင်ရဲ့အမြင့်ကိုကျွန်တော်ကတိုင်းတာပေါ့ဒီကြက်မတကောင်ကိုတခါဘက်ကိုကဒီလောက်တော့မဆွဲဘဲနဲ့ဒီလောက်လောက်ဆွဲတဲ့ကိစ္စမရှိတော့ကိုသဘောကျလောက်ဆွဲလို့ရတယ်ဒါမြင့်မှတ်လေးတစ်ခုကိုကျွန်တော်ဆွဲဖို့လိုတယ်ပထမဆုံးဒါသူ့ရဲ့အောက်အခြေဒါအဆုံးပေါ့နော်ဒါသူ့ရဲ့အမြင့်ခေါင်းထိပ်ပေါ့နော်အဲ့လိုမျိုးဆွဲပေါ်လို့ရှိရင်ကျွန်တော်တို့ဒီဟာကိုခက်လေအမှတ်ကလေးကိုကိုယ့်ကိုဒါမှန်းပြီးတော့အမှတ်ကလေးတစ်ခုကိုကိုကမှန်းပြီးတော့အဆက်ကလေးချလိုက်ပေါ့နော်ဒါလောက်ဆိုရင်ပေါ်ပိုင်းနဲ့အောက်ပိုင်းနဲ့ညီအောင်ကိုကမှန်းပြီးတော့မှတ်ကြည့်ပေါ့နော်အပေါ်ပိုင်းနဲ့ပေါ်ကွာဝေးနဲ့အောက်ကွာဝေးနဲ့ညီသွားပြီလို့စိတ်ထဲခံစားပြီးလို့ရှိရင်ရပြီပြီးတော့လို့ရှိရင်ပေါ်ဘက်ချမ်းမှာနောက်တစ်ပုံထပ်ပြီးတော့မှတ်လိုက်မယ်နောက်တစ်ဝက်ပေါ့နော်နောက်တစ်ဝက်ကျွန်တော်ထပ်ပြီးတော့ပိုင်းမယ်ခက်လေလေးကိုထပ်ပြီးပိုင်းမယ်ဒီအောက်မှာလည်းသူ့ရဲ့ခက်လေလေးကိုကျွန်တော်ထပ်ပြီးပိုင်းမယ်ပေါ့နော်အဲဆိုရင်၄ပုံကျွန်တော်ရသွားပြီပေါ့ဟုတ်ပြီအဲ့၄ပုံပါဆိုကျွန်တော်ဒီကနေပြီးတော့ဒီထီကိုကွာဝေးကိုကျွန်တော်တို့ကအဝိုင်းလေးကျွန်တော်ဝိုင်းရပေါ့နော်ဒီကနေပြီးတော့ဒီထီနော်စောင်းဝိုင်းလေးတစ်ခုကျွန်တော်တို့ဝိုင်းလိုက်မယ်ဟုတ်ပြီကျွန်တော်တို့စောင်းဝိုင်းလေးအကျန်းလေးကျွန်တော်တို့ဝိုင်းလိုက်ပြီဆိုရင်ကျွန်တော်တို့ဒါ baseline လေးကျွန်တော်ပထမဆုံးအဲ့ပြယူလိုက်တာပေါ့နော်အဲ့ပြောလို့ရှိရင်အဲ့အဝိုင်းလေးပြောလို့ရှိရင်ကျွန်တော်ဒီတဝက်လေးကိုထပ်ပြောဝက်လိုက်မယ်ဒါအပေါ်ဘက်တစ်ပိုင်းကသူ့ရဲ့ခေါင်းပိုင်းလေးပေါ့နော်ခေါင်းပိုင်းကိုကျွန်တော်တို့ကဒါမန်နမြင်းပုံစံမျိုးလေးပြသဘောထားလို့ရပါဘောနော်သူကဒီဘက်ချင်းကိုလှည့်နေတာဖြစ်တဲ့အတွက်ခေါင်းလေးကဒီဘက်ချင်းကိုရောက်နေတာပေါ့နော်အဲ့တော့ဒီခါကျွန်တော်တို့ဒီမှာအဝိုင်းလေးကိုဒီဘက်ချင်းကိုနည်းနည်းလေးတိုးပြီးတော့ကျွန်တော်တို့ကနည်းနည်းကပ်ပြီးတော့ဆွဲလိုက်ရပါဘောနော်ဒီဘက်ချင်းဘယ်ဘက်ချင်းကိုကပ်ပြီးတော့ကျွန်တော်ဆွဲလိုက်မယ်သူ့ရဲ့အဝိုင်းလေးပေါ့ပုံမှန်ဆိုရင်တော့ဒီလိုမျိုး baseline လေးကိုကျွန်တော်ခပ်ဖွားလေးကျွန်တော်ယာထားဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ online ကောက်ပြီးသွားလို့ရှိရင်အဲ့ baseline လေးကိုဖြတ်လိုက်စင်ပြီးမှာပေါ့နော်အဲ့တော့သူ့ရဲ့နှုတ်သီးလေးကိုကျွန်တော်ဆွဲမယ်သူ့ရဲ့နှုတ်သီးလေးနည်းနည်းအောက်နည်းနည်းစိုက်နေဖြစ်တဲ့ဒီလောက်လေးကျွန်တော်ဆွဲလိုက်မယ်အရင်လည်းမရှိပါသေးနဲ့အရင်လည်းမကြီးပါသေးနဲ့အရင်လည်းမတူပါသေးနဲ့ပေါ့နော်အဲ့တော့သူ့ခန္ဓာကိုယ်ရွယ်စားနဲ့ညီတဲ့နှုတ်သီးလေးကိုကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ဒီလောက်ထိကိုမြင်းဖြောက်လေးကျွန်တော်ဆွဲရလိုက်မယ်ပြီးလို့ရှိရင်ဒီခေါင်းထိပ်ကနေပြီးတော့ဒီခန္ဓာကိုယ်ကျွန်တော်ခက်ကွက်ကွက်လေးသူ့ဟာရှိရဆိုတော့ကျွန်တော်ခက်ကွက်ကွက်လေးကျွန်တော်ဆွဲလိုက်မယ်အနားလေးကိုကျွန်တော်တို့ပေါင်းပြီးဝင်သွားလိုက်မယ်ပေါ့နော်အဲ့တော့ခက်ကွက်ကွက်လေးကျွန်တော်ကကွက်ကွက်လေးကျွန်တော်ဆွဲလိုက်မယ်ဒီလိုမျိုးပေါ့ဒါသူ့ရဲ့ level ပေါ့နော်အဲ့ဒါသူ့ level ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဘက်အတောင်စွန်းလေးပပလေးသူကမြင်နေရတယ်ပေါ့နော်ဒီ level နဲ့ခန္ဓာကိုယ်ရဲ့ကြားထဲမှာပပလေးကျွန်တော်အစွန်းလေးကိုဒီကသူ့ရဲ့ဟိုဘက်ချမ်းအတောင်မဲ့အစွန်းလေးကိုကျွန်တော်ထည့်ဖို့လိုတယ်
ဟုတ်ပြီပြီးသွားပြီဆိုရင်ကျွန်တော်ဒီ level နဲ့ဒီနာလောက်ကနေပြီးတော့အပေါ်ဘက်ချမ်းကိုသူကကွေးပြီးတက်သွားတယ်ဒါသူ့ရဲ့အမိဘက်ချမ်းကိုသူကတက်သွားတာပေါ့နော်အမိနာရောက်သွားလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ဒီဘက်နားကိုလာပြီးတော့သူကကွေးလေးလာပြီးတော့ဆက်လိုက်မှာပေါ့နော်ကွေးလေးလာပြီးတော့သူက baseline လေးကိုကျွန်တော်တို့ဖွားလေးလိုက်ပြီးရာထားဖို့တော့လိုတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့အမောက်ကလေးတွေအကျန်းလေးကျွန်တော်ရာထားမယ်အမောက်ကလေးကိုကျွန်တော်အကျန်းပြင်းလေးရာထားမယ်ပြီးလို့ရှိရင် laser လုတ်လေးတွေကိုအကျန်းပြင်းကျွန်တော်တို့ရာထားမယ်ပေါ့နော်သူ laser လုတ်လေးကပါဝါစောက်နှစ်ထပ်ပုံစံမျိုးလေးရှိမှာပေါ့နော်ပြီးတော့လို့ရှိရင်သူ့ရဲ့ချက်တောက်လေးကိုကျွန်တော်ဆွဲမယ်ပေါ့နော်သူ့ချက်တောက်လေးကပေါ်ကကျဲမယ်အောက်ကကျင်းမယ်ပေါ့နော်ဒီဘက်ကျန်းနေပြီးသူကနည်းနည်းလေးရန်ရန်လေးထွက်လာမယ်ပေါ်ကကျဲပြီးတော့အောက်ကိုနည်းနည်းကြီးကြီးလေးသွားမယ်ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်ဒီဘက်ကျန်းနေပြီးတော့သူ့ရဲ့ချက်တောက်လေးကိုကျွန်တော်ဆွဲလိုက်မယ်သူ့ရဲ့အောက်ကဒါမြေကြီးပေါ့မြေကြီးကနေပြီးတော့ဒီဘက်ချမ်းကိုချက်တော့ဒီဘက်ချမ်းကိုလည်းသူ့ရဲ့ချက်တော့လေးရလာမယ်ပြီးလို့ရှိရင်အလဲမှာပေါင်းစောက်ပုံစံမျိုးလေးဆွဲပြီးတော့ဒါသူ့ရဲ့ချက်တော့ပုံစံမျိုးလေးဆွဲလို့ရပြီပြီးတော့ခြေသေးလေးလိုက်ပြီးတော့ထည့်ကြည့်ပါဦးနော်ဂျွန်လေးဒါသဘောတရားကြီးကျွန်တော်ဆွဲပြတာပါဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်ဒီဘက်ဟိုဘက်ချမ်းချက်တော့လေးနောက်တစ်ခုဆွဲပြမယ်နောက်တစ်ဖက်ချက်တော့လေးကိုဆွဲမယ်ပေါ်ကကျဲပြီးအောက်ကိုကျင်းပြီးဆင်းလာမယ်ပြီးလို့ရှိရင်သူ့ရဲ့မြေကြီးကဒီလောက်မှရှိမယ်ဟိုဘက်ချမ်းမှာတခါမြေကြီးလေးအဲ့ရနေပြီးတော့မှကျွန်တော်ဒီကနေပြီးတော့မှကျွန်တော်ဒီဘက်ချမ်းကိုသူ့ရဲ့ချက်တောက်လေးဒီဘက်ချမ်းလေးသူ့ချက်တောက်လေးပပလေးပေါ်နေမှာပေါ့နော်ဒီမှာသူ့ရဲ့ခြေသေးလေးရှိမယ်ခြေသေးလေးချွန်ချွန်လေးဆွဲမယ်နော်အဲ့ဒါဆိုရင်သူ့ရဲ့ချက်တောက်လေးဆင်ပြေပါပြီအဲ့ပြလို့ရှိရင်သူ့မှာချက်တောက်အဲ့ဒီဘေးနားမှာသူ့ရဲ့ကလေးလေးရှိဖြစ်တဲ့အတွက်ကျွန်တော်ဒီမန်နိုင်မြင်းလေးကိုဒီဘက်ချမ်းခလဲဘက်ချမ်းဒီဘက်ချမ်းနဲ့ခလဲရဲ့ဒီဘက်ချမ်းလေးကိုနည်းတိုးရတာပေါ့နော်ဒီအဝိုင်းတက်တဲ့မှာကျွန်တော်တို့မြင်းလေးကျွန်တော်ဆွဲထားဖို့လိုတယ်အောက်ကမြေကြီးနဲ့တညီတဲ့ဖြစ်အောင်လဲကျွန်တော်တို့ဆွဲထားမယ်အောက်ကမြေကြီးနဲ့ဆိုရင်တညီတဲ့ဆိုရင်ကျွန်တော်ဒီကနေပြီးတော့သွားမယ်ဆိုရင်ဒီလောက်တော့သွားမှာပေါ့နော်ဟုတ်ပြီသူ့ရဲ့ကလေးကိုကျွန်တော်တို့လိုက်ပြီးတော့ဆွဲကြည့်ရအောင်အဲ့တော့ဒီတဝက်ရဲ့သူ့ရဲ့အမြင့်လေးသူကလေးတဝက်သူကလေးကကြတော့သူ့ရဲ့ဒီလေလေးရဲ့အောက်ဘက်ခြမ်းနဲ့ရောက်တယ်ဆိုတော့ဒီလောက်ရှိမှာပေါ့ဒါအမြင့်ဒါသူ့ရဲ့ကလေးရဲ့အမြင့်ပေါ့နော်ဒါခေါင်းထိပ်ဒါမြေကြီးပေါ့အောက်ခြေပေါ့နော်ခုနလိုမျိုးပဲကျွန်တော်ဒီဘက်ပိုင်းမယ်ခလဲလေးကိုကျွန်တော်တို့ကအပိုင်းလိုက်မှထပ်ပြီးတော့ပြီးလို့ရှိရင်အပေါ်ဘက်ခြမ်းတစ်ပိုင်းထပ်ပြီးတော့ပိုင်းမယ်အောက်ဘက်ခြမ်းလည်းထပ်ပြီးတော့တစ်ပိုင်းပိုင်းမယ်အဲဆို၄ပုံအတိအကျရအောင်ကျွန်တော်တို့လိုက်ပြီးတော့ပိုင်းတာပေါ့နော်ဒါလောက်ရှိမှာပေါ့အဲ့တော့ခုနလိုမျိုးပဲဒီဟာနဲ့ကိုကျွန်တော်တို့ကအဝိုင်းလေးဆွဲမှာပေါ့နော်အဝိုင်းလေးကိုဖွားလေးကျွန်တော်တို့ဒီလိုက်ပြီးတော့ယာကြည့်လိုက်မယ်အဝိုင်းလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ပိုင်းကတရားတစ်ခုကသူ့ရဲ့ခေါင်းပေါ့တကယ်ကလေးကကြတော့တကယ်သူ့ရဲ့ကြက်ပေါက်ကလေးကကြတော့ level အရင်ကြီးမရှိသေးတော့တကယ် level လေးကိုကျွန်တော်တို့လောဆယ်မှာမရေးသေးဘူးဒီတိုင်းပဲခေါင်းပြနဲ့ခန္ဓာကိုယ်ပုံစံမျိုးပဲတန်းပြဆွဲလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှိရင်ဒါခန္ဓာကိုယ်နဲ့ခေါင်းလေးပြီးသွားလို့ရှိရင်ကျွန်တော်သူ့ရဲ့နှုတ်သီးလေးကိုကျွန်တော်အကြမ်းမင်းလေးရလိုက်မယ်ပေါ့နော်သူ့နှုတ်သီးလေးကကျွန်တော်နည်းနည်းလေးသူကခေါင်းလေးနည်းနည်းစောင်းနေတာဖြစ်တဲ့နှုတ်သီးလေးကအောက်ဘက်ခြမ်းကိုနည်းနည်းလေးရောက်နေတယ်ပြီးလို့ရှိရင်သူ့ရဲ့မျက်လုံးလေးကဒီနားမှာရှိမယ်မျက်လုံးလေးကျွန်တော်ခြေရလိုက်မယ်နော်ဟုတ်ပြီပြီးသွားလို့ရှိရင်သူ့ရဲ့ခေါင်းလေးပုံစံမျိုးလေးခေါင်းပုံစံမျိုးလေးကိုကျွန်တော်တို့ကဒါကောက်ကြောင်းလေးကျွန်တော်လိုက်ပြီးပထမဆုံးလိုက်ပြီးယာကြည့်ရအောင်ကောက်ကြောင်းပုံစံမျိုးလေးပေါ့နော်အဲ့တော့ဟိုဘက်ချမ်းမျက်လုံးကတိတ်ပြီးတော့မမြင်ရတဲ့အနေအထားဖြစ်သွားတာပေါ့နော်သူကခေါင်းနဲ့စောင်းတဲ့သဘောလေးရှိသွားတာဆိုတော့လေโอเคပြီးတော့လို့ရှိရင်သူ့ရဲ့တောင်ပံလေးကျွန်တော်ကျက်မကြီးရဲ့တောင်ပံလေးကျွန်တော်ဆွဲကြည့်ရအောင်ဒီကနေပြီးတော့သူ့ရဲ့ခေါင်းနောက်ဖက်ချမ်းဝင်သွားမယ်နော်ပြီးသွားလို့ရှိရင်သူ့ရဲ့အဲ့ခေါင်းအနောက်ကနေပြီးတော့ဝင်သွားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကအဲကြက်ပေါက်ကလေးရဲ့ခန္ဓာကိုယ်နောက်ကိုပြန်ပြီးတော့ခေါင်းနောက်ကနေပြီးတော့ထွက်လာမယ်ဒီကနေပြီးတော့ပြန်ပြီးတော့သူ့ရဲ့အတောင်ပံလေးနဲ့ထိန်းတာဖြစ်တဲ့သူကလေးကိုသူ့အတောင်ပံနဲ့ထိန်းတာဖြစ်တဲ့အတွက်ဒီကနေပြီးတော့သူကပေါ်ဘက်ချမ်းကိုပြန်ပြီးတက်သွားမယ်ဒါသူ့ရဲ့အတောင်ပံလေးပေါ့ကျမရဲ့အတောင်ပံလေးပေါ့နော်ပြီးလို့ရှိရင်ကလေးရဲ့ဟိုကကျတော့
ကလေးရဲ့အမီးပတ်ချမ်းကြကျွန်တော်ဒီလိုမျိုးဆွဲထားမယ်လောလောဆယ်အကျန်းလေးပေါ့နော်โอเคအဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ဒီကလေးရဲ့ level ပုံစံမျိုးလေးကိုကျွန်တော်အဝိုက်ကလေးဆွဲထားမယ်ကလေးရဲ့ level သူအဲ့ချက်ပေါက်ကလေးရဲ့ level ပေါ့โอเคကျွန်တော်စပြီးတော့ကောက်ကြောင်းဆွဲလို့ရပြီပေါ့နော်အဲ့တော့ဘယ်ကနေစဆွဲမလဲကျွန်တော်အမီးကနေစဆွဲမယ်ကျွန်တော်ဒီလက်လောက်မှာဒီခါစပြီးတော့အမီးကနေပြီးတော့ကျမရဲ့အမွှေးလေးစပြီးတော့ထည့်ဆွဲကြည့်မှာပေါ့နော်ဒါတော့ကျွန်တော်အကျန်းလေးကျွန်တော်ဆွဲပြမယ်ဒါသူ့ရဲ့အမီးလေးကိုကျွန်တော်ဆွဲလိုက်တာပြီးလို့ရှိရင်ဒီအနောက်မှာရှိတဲ့ကြက်မီးလေးကျွန်တော်လိုက်ပြီးတော့ဆွဲကြည့်မယ်ဒါသူ့ရဲ့အမီးလေး base line အောင်ပါပဲသူကကျွန်တော်တို့ကောက်ကြောင်းလေး outline လေးကိုကျွန်တော်လိုက်ပြီးတော့ဆွဲလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့မလိုတဲ့မြင်းလေးဒီကြားလေးကဒီအဝိုင်းရဲ့အဝန်းလေးကိုကျွန်တော်မလိုလို့ရှိရင်ကျွန်တော်ဖြတ်လိုက်ပြီဒီဟာကြီးလည်းကျွန်တော်ဖြတ်လိုက်ပြီတောင်ပန်လေးကိုကျွန်တော်ဆွဲမယ်တောင်ပန်ထဲမှာရှိတဲ့အမွှေးလေးကိုကျွန်တော်ဆွဲမှာဖြစ်တဲ့အတွက်ဒီမှာကျတော့ယူပုံစံမျိုးလေးအသေးလေးရှိမယ်အကျန်းလေးကျွန်တော်ဆွဲတာပေါ့နော်ယူပုံစံမျိုးလေးလိုက်ပြီးတော့ဆွဲလိုက်မယ်ဒါကြက်အမွှေးလေးကြက်အတောင်လေးပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်သူ့ရဲ့တောင်ပန်ထိပ်မှာကျတော့ဒီလိုပုံစံမျိုးလေးဆင်းလာမယ်ပေါ့ပြီးလို့ရှိရင်ဒီ level ကနေပြီးတော့သူ့ရဲ့အမွှေးလေးတွေကဒီလိုမျိုးဆင်းလာမယ်ဟုတ်ပြီပြီးလို့ရှိရင်သူ့ရဲ့စပင်ခေါင်းကထိတ်ကနေပြီးတော့ဒီလိုလောက်ကနေပြီးတော့သူ့ရဲ့ပစုံလေးကကျွန်တော်အထက်ဘက်ချမ်းလေးလေးဝင်သွားမယ်ပြီးလို့ရှိရင်သူ့ရဲ့နေရွက်လေးပေါ့နော်အဲ့ဒီမှာဒါ base line လေးကျွန်တော်လိုက်ပြီးတော့မလိုလို့ရှိရင်ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ line ရောသွားမှာဆိုလို့ပေါ့နော် line တွေရောသွားမှာဆိုလို့အဲ့တော့ကျွန်တော်တို့ကောက်ကြောင်းလေးခုလိုက်နေရနော်အဲ့မှာသူ့ရဲ့အမွှေးရဲ့အကြာလေးတွေရှိမှာပေါ့နော်ဟုတ်ပြီပြီးသွားလို့ရှိရင်သူ့ရဲ့မျက်လုံးကိုကျွန်တော်ဆွဲမယ်အကျန်းလေးပေါ့နော်ပြီးလို့ရှိရင်နှုတ်သီးကကျတော့အထက်ဘက်ချမ်းနဲ့ဝင်သွားမယ်မလွဲမြင်းကြောင်ဖြတ်မယ်လိုက်ပြီးတော့ထင်းလိုက်မယ်လိုရဲ့နေရာလေးတွေကိုပြီးတော့လေစလုံးအောက်ကဟုတ်ပြီပေါ်ကဟိုအမောက်ကလေးကိုကျွန်တော်တို့လိုက်ပြီးတော့ဒါအရာရတဲ့ပုံမှာလိုက်ပြီးတော့ဆွဲလိုက်မယ်ရမယ်နော်ပြီးလို့ရှိရင်သူ့ဘက်မှာသူ့ရဲ့ဟိုဘက်ချမ်းမှာပါနေတဲ့အတောင်လေးကိုကျွန်တော်ဆွဲမယ်ဒီမှာကျတော့သူ့ရဲ့ခန္ဓာကိုယ်အောက်ဘက်ချမ်းမှာတဲ့အမွှေးလေးနည်းနည်းရှိမှာပေါ့နော်အမွှေးလေးရဟိုဘက်ချမ်းရိုင်ဒီဘက်ချမ်းရိုင်လေးလိုက်ပြီးတော့ကွေးလေးဒီဘက်အကွေးလေးဟိုဘက်ကွေးလေးလိုက်ပြီးတော့ထည့်မယ်ဒါသူ့ရဲ့ရင်ဘက်ကွေးနေရာလေးပေါ့နော်ဟုတ်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီခလဲမှာဒီမြင်းကြောင်းလေးကိုဖြတ်လဲရအောင်ကျွန်တော်မဖြတ်ပြတော့ဘူးเนาะဒီဟာကျတော့ဒီကသူ့ရဲ့အမွှေးလေးတွေကျက်ရဲ့အမွှေးလေးအတောင်လေးလိုက်ပြီးတော့ထဲပါပါဝါစောပုံစံမျိုးလေးလိုက်ပြီးတော့ထဲလို့ရရเนาะ V အကွေးလေးဒါပုံသေးဟာကြည့်ပြီးတော့ထည့်မယ်ဆိုရင်ပိုကောင်းတာပေါ့เนาะကျွန်တော်အကျန်းလေးဆက်ပြရဆိုတော့ဒီလိုပုံစံမျိုးလိုက်ပြီးတော့ထည့်လို့ရှိရင်တိတ်ပြီးတော့မကောင်းဘူးเนาะသေချာကြည့်ပြီးတော့ဆွဲတာတော့ပိုကောင်းတယ်ပေါ့เนาะဟုတ်ပြီကျွန်တော်တို့ဒါ outline လေးကိုရာနေရဖြစ်တဲ့အတွက်သေချာလေးဒီတေးဆွဲမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ဒီငှက်ပေါက်ကလေးရဲ့အမွှေးလေးလိုက်ပြီးတော့ရေးမယ်ဒီမှာအမွှေးလေးတွေအကွေးလေးအမွှေးလေးလိုက်ပြီးတော့ဆွဲကြည့်ရအောင်ချက်ပေါက်ကလေးအမွှေးနုနုလေးတွေဒီကဖွာပြီးထွက်နေတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာကျတော့သူ့ရဲ့ဒီကတာပေါင်လေးပုံစံမျိုးလေးဆွဲရင်တော့ပို့ပြီးတော့ကောင်းတယ်ပြီးလို့ရှိရင်ဒါသူ့ရဲ့ဝန်းဝိုင်လေးဒါလေးကိုကျွန်တော်ဖြတ်လိုက်မယ်
ဒါလေးကိုလည်းဖျက်လိုက်မယ်ဒါသူ့ရဲ့ level နေရာလေးရမယ်နော်ပြီးလို့ရှိရင်ဒီဘက်ချက်မှာလည်းသူ့ရဲ့အမွေးနေရာလေးလိုက်ပြီးတော့ဆွဲကြည့်အောင်သူ့ရဲ့ baseline မှာပဲကျွန်တော်လိုက်ပြီးတော့ဆွဲသွားတာနော်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့ခြေထောက်လေးကိုကျွန်တော်ဆွဲမယ်သူ့မီလိုမျိုးပဲဒီကပုံမှာကျဲပြီးတော့အောက်မှာကျင်းမယ်ဒါသူ့ရဲ့ခြေထောက်လေးကိုကျွန်တော်ဆွဲမယ်သူ့ခြေထောက်လေးကတစ်ဖက်ကကွေးနေရဖြစ်တဲ့အတွက်တစ်ဖက်မှာကျတော့ကွေးလေးပဲကျွန်တော်ဆွဲလိုက်မှာပေါ့နော်ကွေးလေးဆွဲတဲ့ပုံစံမျိုးရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်ဒီဟာဆိုရင်ကျွန်တော်တို့ outline ကနေပြီးတော့ baseline ကနေပြီးတော့ကျွန်တော် outline ကိုရောဆွဲတဲ့ပုံစံမျိုးလေးကျွန်တော်အကြံပြင်းလေးကျွန်တော်ဆွဲပြတာပါအဲ့တော့စူးစမ်းပြီးလိုက်ဆွဲကြည့်ပါဒါရန်ကြီးကိုမခက်ပါဘူးခင်ဗျာအဲ့တော့ဒီတင်ပါတယ်